တယ်ပါလားတောက်တယ်ဟုတ်တယ်အကြီးတော့တောက်တယ်တယ်လေလေမိုက်ချက်တာတော့တော်လေရှင်းလေချိုးသီးရတော့ဝင်လို့လေချိုးသီးနော်ခုသီးလားရှင်းသီးပါချိုးသီးဟုတ်ချိုးသီးတော့အင်းလို့ပဲအဲ့ဟိုကျွန်တော်သွားပြီးကျင်းတယ်ရှင်းတယ်အများကြီးဆိုင်တယ်ခိုးပြီးသားထိုးကြည့်အောင်မဲ့တယ်လို့တစ်ချက်မကားရဲမှာထိုးလိုက်တော့ဒီလေးပတ်တော့ဒီမှာဖတ်တယ်အဲတော့ပါဗျာဒီလိုမျိုးနေမှာမိုက်ကောက်တဲ့အိုးထုတ်ကြီးနဲ့ဝါ